အားလုံးပဲမင်္ဂလာပါဗျကျွန်တော်ဒီနေ့ကတော့ကြက်မဲလေးကိုကျွန်တော်တို့ငပိမပါဘဲနဲ့ထောင်းတဲ့နေနေနဲ့ကျွန်တော်ထောင်းပြပေးမယ်နော်အရင်ဆုံးကျွန်တော်တို့အကျက်သွန်ပြူငရုတ်သီးကိုအရင်ဆုံးထည့်ထောင်းမယ်နော်ငရုတ်သီးကကျွန်တော်တို့အချောက်ကိုတုံးလိုက်ရတယ်နော်ကျွန်တော်တို့ဒီမှာကငရုတ်သီးကစတမာကငရုတ်သီးအစိမ်းကိုတောင်းဆိုတဲ့အတွက်ကျွန်တော်ငရုတ်သီးအစိမ်းနဲ့ပဲကျွန်တော်ထောင်းပြပေးမယ်နော်โอเคကြက်သွန်ပြူနဲ့ငရုတ်သီးထောင်းတဲ့အချိန်မှာကျွန်တော်အချုံလေးနဲ့ငထည့်မယ်နော်ကျွန်းမုတ်လေးနဲ့ငထည့်ထောင်းပါမယ်ဟုတ်ပြီးလို့ရှိရင်ရှောက်ရည်ထည့်မယ်နော်ပြီးရင်ငမြရွာထည့်ပါမယ်ဗျရှောက်ရည်နဲ့ငမြရွာထည့်ပြီးရင်ချီလီစော်လေးနဲ့ငထည့်မယ်နော်โอเคချီလီစော်လေးနဲ့ငထည့်ပြီးရင်တော့ကျွန်တော်တို့နောက်ထပ်ယူရီးယားထည့်ချက်လေးနဲ့ငထည့်မယ်နော်ထည့်ထားပြီးလို့ရှိရင်ဒါတွေအကုန်လုံးကိုကျွန်တော်တို့ကြေသွားအောင်မွေးလိုက်မယ်နော်โอเคကြေသားကိုမွေးပြီးလို့ရှိရင်တော့ကျွန်တော်တို့တံမြာသီးလေးညှစ်ထည့်ပေးမယ်နော်တံမြာသီး2ချမ်းထည့်ပါမယ်ဗျโอเคတံမြာသီးလေးထည့်ပြီးရင်တော့ကျွန်တော်တို့အရသာလေးကိုမြည်ကြည့်မယ်နော်โอเคအရသာလေးကကျွန်တော်ချင်းကန်ဆက်လေးပေါ့နော်ချင်းကန်ဆက်ကိုအဆက်ကျလို့ရှိရင်တော့ပို့ထည့်လို့ရပါတယ်ဗျโอเคအရသာရပြီဆိုရင်ကျွန်တော်တို့အသီးရွက်ထည့်မယ်နော်ခဲညင်ဒီအသီးရွက်ကတော့ကိုနှစ်သက်ရအောင်ထည့်လို့ရတယ်နော်ခဲညင်ဒီခဲကျူဒီပဲတောင်းရှည်ဥနေတင်မောလေးတွေလည်းထည့်လို့ရတယ်နော်နောက်ကျွန်တော်တို့ဒီမှာပြောင်းမှုလေးပါထည့်ထားပါတယ်ဗျโอเคအသီးရွက်လေးကိုတမအောင်မွေးလိုက်မယ်နော်တမအောင်မွေးပြီးရင်ကျွန်တော်ကြက်မဲကိုဒါကျွန်တော်ကယူနစ်စင်းဖြောထားပြီးသားနော်ကြက်မဲကိုယူနစ်ဖြောထားပြီးသားလေးကိုထည့်ပါမယ်ထည့်ပြီးလို့ရှိရင်ကျွန်တော်တို့ထောင်းကြမလို့နော်ဇွန်းလေးနဲ့ပဲတမအောင်မွေးလိုက်ရပါပြီဗျโอเคဒါဆိုလို့ရှိရင်တော့ရပြီနော်အရသာချင်းကန်ဆက်ကတော့ကျွန်တော်တို့ကြိုက်တဲ့ပုံမှာမူတည်ပြီးတော့ကျွန်တော်အဆက်ကိုပို့ထည့်ပေးပါဗျကျွန်တော်ကတော့ဒီတပွဲသားမှာငရုတ်တီးကို9000ပဲထည့်ထားပါတယ်နော်โอเคဘေးမှာကျွန်တော်တို့အဆက်အပြေစားဖို့အတွက်ဆက်လက်ရွက်တခွာတီမုတ်ဖက်လေးပါကျွန်တော်ကတော့ဘေးမှာထည့်ထားပေးပါတယ်ဗျโอเคအခုဆိုလို့ရှိရင်တော့ကြက်မဲထောင်းကိုကျွန်တော်တို့ငပိမပါဘဲနဲ့ထောင်းလာတဲ့ဒီလေးဖြစ်ပါတယ်ဗျအားလုံးကိုကျေးဇူးတင်ပါတယ်